အားလုံးမင်္ဂလာပါကျွန်တော်ဟိမင်းသူပါအခုကျွန်တော်တို့ဒီ online ပေါ်မှာဖြစ်ပျက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ပြပြပေးချင်တာဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့အရင်ဆုံးဒီကိစ္စတွေအစကနဦးပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်ဟိမင်းသူ 2.0 ဆိုတဲ့ account ကနေပြီးတော့ကျွန်တော်ပြောတဲ့အရင်တော့ကကျွန်တော်လွန်ခဲ့တဲ့3နှစ်လောက်ကဗီဒီယိုတွေကိုပြန်တင်တယ်တင်ပြီးတော့သူဖြတ်ညက်ကလုပ်ပြီးတော့မှကျွန်တော်ပုံစံမျိုးနဲ့သူလုပ်ပြီးတော့တင်တယ်ပေါ့နော်တင်တဲ့အခါမှာကျွန်တော်ဒီလိုမျိုးမဖြစ်တဲ့ဟာတွေမျိုးကိစ္စမျိုးတွေအခုမျိုးကျွန်တော်စော်ကားပါတယ်ဆိုပြီးအားလုံးကကျွန်တော်ပြောကြတယ်တကယ်တော့ကျွန်တော်ရည်ရွယ်ချက်တည်းမှာဘယ်သူမှစော်ကားခြင်းမရှိဘူးဘယ်ကျွန်တော်ဘာသာတရားအားလုံးကကောင်းတာဖြစ်တယ်ဘာသာတရားအားလုံးကကျွန်တော်တို့ကိုမကောင်းတာတွေမကောင်းအောင်လုပ်ပါမကောင်းတာတွေလုပ်ပါလို့ဘယ်ဘာသာမှမတွန်းသင်အကုန်လုံးကကောင်းတာတွေလုပ်ဖို့ပဲတွန်းသင်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူတွေကမကောင်းတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ကဒီကောင်းတာတွေကိုလုပ်ရင်ဘာသာတရားတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကဒုက္ခရောက်တဲ့အခါမှာကျွန်တော်ကောင်းတာလည်းမလုပ်နိုင်ဘူးကျွန်တော်ဒုက္ခမရောက်ခင်တော့လည်းကောင်းတာမလုပ်နိုင်တဲ့သူဖြစ်တယ်အဲ့အချိန်မှာကျွန်တော်ဘာသာတရားတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ပြောတဲ့အတွက်မကောင်းတာလုပ်တဲ့သူကကောင်းတာကိုသွားတောင်းရင်ဘယ်ဖြစ်တော့မလဲနော်အဲ့အချိန်မှာကျွန်တော်ဘဝကိုယေရှုကကယ်တင်ခဲ့တယ်ကျွန်တော်ယေရှုကိုခေါ်တဲ့အခါမှာယေရှုကကျွန်တော်မကောင်းပေမဲ့လည်းသူကကျွန်တော်ကိုကယ်တင်ခဲ့တယ်ယေရှုကအဲ့နေရာမှာကျွန်တော်လာတွေ့ပြီးတော့မှကျွန်တော်ဒုက္ခတွေကယ်တင်ပေးခဲ့အဲ့ဒီအရာကိုကျွန်တော်ရိုးရှင်းစွာသက်သေခံခဲ့တာဖြစ်တယ်ကျွန်တော်ဘယ်ဘာသာမှလည်းတိုက်ခိုက်ခြင်းမရှိဘူးဘယ်ဘာသာအားတရားအားလုံးကအကောင်းတွေပဲတွန်းတင်တယ်ဘယ်ဘာသာမှမကောင်းတာလုပ်ဖို့မတွန်းတင်ဘူးဒါပေမဲ့မကောင်းတာကကျွန်တော်တို့ဖြစ်တယ်ကျွန်တော်ကိုယ်ကမကောင်းတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့မကောင်းတဲ့သူကိုကျွန်တော်ကနေပြီးတော့မှမကောင်းတဲ့သူတယောက်ကျွန်တော်ကအနေနဲ့ကျွန်တော်ယေရှုကိုကျွန်တော်ကယ်ပါလို့ကျွန်တော်ခေါ်တဲ့အခါမှာယေရှုကကျွန်တော်ကယ်တင်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်လို့အဲ့တော့ဘယ်သူမှလည်းစော်ကားခြင်းမရှိဘူးအကုန်လုံးလည်းကျွန်တော်ခုနပြောလို့ဘာသာတရားအားလုံးကကောင်းတယ်အကုန်လုံးဘာသာတွေအားလုံးကကောင်းတယ်ကျွန်တော်ဘာသာတရားမကောင်းဘူးလို့ကျွန်တော်မပြောဘူးဖြစ်တယ်အဲ့တော့ဘာသာတရားအားလုံးကကောင်းပေမဲ့လူတွေကမကောင်းတဲ့အတွက်မကောင်းတာဖြစ်တယ်ဒါပေမဲ့မကောင်းတဲ့သူတယောက်ကိုယေရှုကကျွန်တော်ကိုကယ်ခဲ့တယ်အဲ့ဒါကကျွန်တော်ရဲ့ဘဝတက်တည်ခံချက်ဖြစ်တယ်ကျွန်တော်ဘဝအကြောင်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်ယူရှင်းဆုံးလေးကျွန်တော်ပြောတာဖြစ်ပါတယ်လို့အဲ့တော့ကျွန်တော် Heyman 2.0 M ဆိုတဲ့ဟာအခုတော့ပြတ်သွားပြီအဲ့ဒါကျွန်တော်မဟုတ်ဘူးကျွန်တော် account ရဲ့user name ကဖတ်ကြည့်ရင်သိပါလိမ့်မယ် @Heyman2official ဟိုအဲ့အရင်တုန်းက Heyman 2.0 ဆိုတဲ့ဟာကတော့blamer ဆိုပြီးတော့ user name လောက်ထားတယ်အဲ့ဒါကိုကျွန်တော်ကြည့်ခြင်းအဖြစ်ကျွန်တော်မဟုတ်ဘူးဆိုတာသိနိုင်မယ်ဒါပေမဲ့တော်တော်များများအထင်လွဲပြီးတော့မှကျွန်တော်လို့ထင်တာဖြစ်တယ်အဲ့တော့ဒါဒီအရာမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်ပြပြပေးခြင်းတာဖြစ်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ဖျာရှင်ကောင်းချီးပေးပါစေ